ဒီနေ့သင်မဲ့သင်ခန်းစာကမင်းတို့ကိုတယောက်ချင်းစီဆရာမမေးခွန်းမေးပါမယ်ပထမဆုံးတယောက်အနေနဲ့ဖေလို့မလေးစော်မဲလုံးရင်ဖြေပါမြန်မာနိုင်ငံရဲ့12လရာသီပွဲတော်ကဘာလဲမြန်မာနိုင်ငံရဲ့ဆက်လက်ရတဲ့ပွဲတော်ကစစ်ပွဲပါဆရာမမှန်ပါတယ်နောက်မေးခွန်းတစ်ခုထပ်မေးမယ်မြန်မာနိုင်ငံရဲ့အဓိကထုတ်ကုန်ကဘာလဲမြန်မာနိုင်ငံရဲ့အဓိကထုတ်ကုန်ကနိုင်ငံခြားသွားအလုပ်သမားပါဆရာမနောက်မေးခွန်းတစ်ခုမေးပါမယ်ခုဖြေရမယ့်သူအလှည့်ကဖေလို့မလေးမအလဖြေရပါမယ်ဟုတ်ကဲ့ပါဆရာမမြန်မာနိုင်ငံကုန်ပစ္စည်းရှားပါနေချိန်မှာအလွယ်တကူရောင်းဝယ်လို့ရတဲ့အရာကဘာလဲမူရစေးဝါပါဆရာမနောက်ထပ်မေးပါမယ်မြေရှားသတ္ထုတမိုးကြီးနေချိန်မြန်မာနိုင်ငံမှာအပေါ်ဆုံးမြေဘာမြေလဲအပေါ်ဆုံးမြေကတက်ပိုင်မြေပါဆရာမကဲနောက်တစ်ယောက်ကျူကျူလာကိုမေးမယ်မြန်မာနိုင်ငံမှာစစ်ပွဲကြောင့်သူများတွေဒုက္ခရောက်နေချိန်ပျော်နေတဲ့ပွဲကဘာပွဲလဲဇက်ပွဲပါဆရာမမှန်ပါတယ်ထပ်မေးပါမယ်မြန်မာနိုင်ငံမှာတက်ပြီးရင်ဘယ်တော့မှပြန်မကြတဲ့အရာကဘာလဲတက်ပြီးပြန်မကြတာကကုန်ကြီးနှုံးပါဆရာမကဲဒီတစ်ခါဟိုကောင်စိုးဝင်းကိုမေးပါမယ် COW ကောင်းကိုမြန်မာဘာသာပြန်ပြပါ COW ကောင်းမောင်လေးပါဆရာမကဲထပ်မေးမယ်မြမအစားအစာအတုပ်မျိုးစုံထဲမှာမင်းအကြိုက်ဆုံးအတုပ်ကိုဖြေပါကျွန်တော်အကြိုက်ဆုံးအတုပ်မေတ္တာတုပ်ပါဆရာမ